အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကိုထုတ်ကပရိသတ်တွေကိုမြင်လို့ရှိရင်အဲ့ဒီအာယုံကနေပြီးတော့လုံးဝမထွက်ရှင်လောက်အောင်ဖြစ်မဲ့အယုတ်ဆိုင်လေးတစ်ခုကိုခေါ်သွားမယ်ပေါ့နော်အဲ့ဒီအယုတ်ဆိုင်လေးရဆိုလို့ရှိရင်ပါရမီလမ်းမပေါ်မှာရှိတာပေါ့နော်ဘယ်ဆိုင်လေးဖြစ်မလဲဆိုင်ရှင်အမကလည်းအရန်သဘောကောင်းတယ်အဲ့ဒီအမကလည်းဘယ်သူဖြစ်မလဲဆိုတာဆက်ပြီးလည်းစောင့်ကြည့်ပြီးဖို့ဖိတ်ခေါ်ပါတယ်မဆိုင်အောင်လို့တခု900နေဆိုင်အောင်ကလေးရက်ွက်တွေကကလေးတွေကနေပြီးတော့သူတို့ကလည်းကျောင်းမှာတစင်စားတစင်နာနဲ့အမ online မှာလည်း TikTok မှာစပြီးဖောက်တဲ့ခါကျတော့ပောက်သွားတော့ဒီဂျပန်ပစ္စည်းလေးတွေကနေစခဲ့တာပေါ့ငွေကြည့်လိုက်送散戏。ဘာလဲမသိဘူးမမြင်ရသေးဘူးအမဘာရပြောတာလဲ အမဲလားမသိသေးဘူးဘာလို့ကျင်လဲဘာလို့လဲဘာရှာလဲအမဒီဆိုင်မှာပေါ့နော်ဘယ်လိုရုပ်လေးတွေရမလဲမသိဘူးဒီမှာကမတို့က blind box အမွေပွား squishy ပြီးရင်ဂျပန်ကွန်တိန်နာပုံးတွေကပါတဲ့ဒီ PC မွားစီ key chain လေးတွေအဲ့လိုမျိုးပေါ့နော်ဂျပန်နေတာလိုက်လာတဲ့အဲ့လိုကွန်တိန်နာကြပေါ့နော်ကွန်တိန်နာကြအန်ဆင်းပုံးတွေအဲ့လိုဖောက်ပြီးတော့ဒီမှာပါတဲ့ဟာလေးအစုံပလုံးပေါ့အဲ့လို PC မွားစီလေးလည်းရတယ်နောက်ပြီးရင်ဘလိုင်းပေါက်တွေမွေးပွားတယ်လို့ပဲခင်းတာအကုန်ရတယ်အခုဆိုရင်အမစီမှာဘလိုင်းပေါက်ကဘယ်ဟာပို့ပြီးတော့ခစ်စားတယ်မဖောက်တာများတယ်ပေါ့နော်ဖောက်တာကတော့လေတော်တော်များများတော့များကြတယ်ဒါပေမဲ့ဟိုလူကြိုက်အများဆုံးအဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒီ Nomi version 7ဒီဟာလေးပေါ့နော်အမပြမယ်ဒါလေးဒီဟာလေ तू က bike ထဲမှာအဲ့လိုခလေးလေးပါဟုတ်အဲ့လိုမျိုးပြီးရင် तू တခါဒီတပူကိုဖောက်လို့ရှိရင်နှစ်ထုပ်ဖောက်အောင်မှာပြီးရင်အဲ့ထဲမှာဗီဒီယိုလေးလိုမျိုးဖွင့်ပြီးတော့အဲ့ဖောက်လိုက်တဲ့အသေးလေးကိုဒီထဲကိုထည့်ရတာခလေးတွေကအရန်သဘောကျကြတယ်စပေါ်တော့ဆိုဒီဟာလေးဆိုတိန်းကြော်တယ်ဟိုဈေးတော့ပို့ပြီးစိုက်ဝင်စားဖို့ကောင်းတော့နှစ်ခါဖောက်ရတယ်နှစ်ခါဖောက်ရတယ်ပြီးတော့ခလေးအဲ့လိုမွေးနေ့လက်ဆောင်ပါညာပေးဆိုဘူးကလည်းကြီးရယ်လေကြီးရောအဲ့လိုကြိုက်ကြတယ်နောက်ရောင်းရပါတယ်လို့တေးသေးလေးဆိုလဲ1000ကျော်ကနေမှ1000ခွဲလောက်ကနေစရှိရခါကြတော့ဒီဟာလေးပေါ့နော်အဲ့လိုဒီပေါ့ဘာဖောက်ချင်တဲ့တွေ့လဲခဏခဏလာဖောက်ကြရအပြောပေါ့ဟုတ်ခလေးလေးတွေအဆင်ပြေရပါတော့ဒီဟာလေးဆိုရှင်ဒါကာတွန်းဇက်ကောင်ပေါ့နော်ဒါဇူတိုပီယာအဲ့လို trend ဖြစ်တဲ့ဟာတွေလည်းအကုန်တင်ပေးရအဲ့လိုအများကြီးပေါ့နော်ဈေးကိုအနေမြင့်လိုက်အဲ့လိုအစုံနေအောင်မှတင်ပေးရရွေးချက်စရာများအောင်ပေါ့ဟုတ်အခုနောက်ပိုင်းအမရဲ့ TikTok မှာပေါ့နော် squishy လေးတွေခစ်စားတွေ့တယ်ပေါ့နော်အဲ့ချက်လေးပြပေးပါဦးည squishy ကတော့လောလောဆယ်မှာခစ်စားဆုံး squishy ကတော့ဒါတွေနီးတို့လို့ခေါ်ရပါတော့အမလည်းဒါတွေခစ်စားရဲဆိုတာနိုင်ငံခြား blog တွေမှာမြင်ဘူးလားမြန်မာမှာခစ်စားတာမသိဘူးတိတ်ပြီးတော့မှာလည်းအမရောင်းတာတိတ်မတွေ့ဘူးသေးဘူးပေါ့နော်အခုကျတော့သူတို့ကတင်ပေးပါအမရေးဆိုပြီးတော့တင်ပေးလိုက်တော့ဒီဟာတွေကအရန်အဲ့လိုခစ်စားလာဒီဟာတွေပေါ့ဒီလိုအတုံးတွေပေါ့နော်ညှစ်ကြတာပေါ့ကလေးတွေအဲ့လိုမျိုးဒီလိုသူတို့ကဒီလိုမျိုးညှစ်နေအဲ့လို slow rise ဖြစ်ပြီးတော့ဖြည်းဖြည်းချင်းအဲ့လိုပြန်တက်လာတာကိုသဘောကျကြတာဟုတ်ကဲ့ဟုတ်ဒါတွေကတော့ simple ညှစ်လို့ရရောက်ပါနော်ဒေါ်လာထွက်ရင်ဘယ်သူမှမလဲကွာကိုညှစ်နေရပြီဟုတ်တယ်ပြီးတော့ဒီဟာလေကလေးတွေဝယ်တာမဟုတ်လူကြီးတွေလည်းဝယ်တယ်မနေ့ဒီမှာလမ်းလျှောက်ထွက်တဲ့မမတွေပါဆိုစာရင်စောင်းဖွင့်တာနဲ့ကြုံတယ်ဆိုသူတို့ဝယ်သွားတာသူတို့အဲ့လိုလမ်းလျှောက်နေပဲ hand exercise ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုညှစ်ကြတယ်ဒါရတော့လောလောဆယ်မှာနီဒိုတွေကတော့အရန်ကြိုက်ကြတယ်ရမ်းရောင်းရတယ်အမစီမှာဒီစာအုပ်လေးတွေရှိရဆိုတာလည်းသိရတယ်ဗောနော်အဲ့ဒီတစ်ချက်ဟုတ်ကဲ့ပြပေးပါဦးရရမှာဟုတ်စာအုပ်လေးတွေကဒီမှာလေဒီဟာလေးပေါ့ဒါတွေကတော့အမသိမကြော်ညာဖြစ်ဘူးဒါပေမဲ့လာတော့ဝယ်ကြတယ်သူကကြတော့ဒီမှာ print လုပ်ထားတဲ့စာအုပ်တွေမဟုတ်ဘူးအင်္ဂလိပ်စာအုပ်တွေကိုမှအမအဲ့လိုပုံးလိုက်ဝယ်ရတာအမလေ blind box ဖောက်တာဘယ်လောက်ထိဝါသနာပါလဲဆိုတော့ဒီလိုမျိုးဟာတွေ blind box တွေမခစ်စားခင်တည်းအဲ့လိုဂျပန်အန်ဆင်းပေါက်လိုက်တယ်ဟိုးနောက်ထဲမှာလည်းရှိရယ်အဲ့လိုလူသုံးကုန်အန်ဆင်းပေါက်လိုက်တယ်အဲ့လိုရားတဲ့နေရာကနေဝယ်ပြီးတော့ကိုယ့်ကိုဖောက်ပြီးတော့လက်လီတစ်ခုချင်းပြန်ရအောင်ဒါလည်းအဲ့လိုပဲအန်ဆင်းပေါက်တာUK pre-love စာအုပ်တွေလေအဲ့လိုဟာမျိုးတွေကိုပုံးလိုက်တယ်အဲ့လိုဝယ်ပြီးတော့ဖောက်ထားတဲ့အချိန်မှာပါလာတဲ့ဟာတွေပေါ့နော်တရုတ်တအုပ်ချင်းစီပေါ့ဈေးကအစားအစားပေါ့5,000 6,000 8,000ကနေ2,000 3,000လောက်ထိအမြင့်ဆုံးပဲအဲ့လိုဟာလေးပေါ့ဒါလည်းအဲ့လိုပုံးထဲကနေဒါလိုက်ဖောက်တာဒါဆိုဒီမှာဒေါ်လာလေးပါတယ်$2.99တော့ပါအဲ့လိုနော်အော်ဒီမှာဒါကတော့တချို့တော့ပဲရှိသေးတယ်အမစင်မလာမှာဆိုလို့ဆိုပြီးတော့အများကြီးမထုတ်တာနိုင်ပေါ့နော်ဒီဟာလေးတွေကတော့ဒီအပေါ်ဆုံးကန်းကတော့ဒီဂျပန်ကွန်တိန်နာအယုတ်အလုံးတော့ဝယ်တော့ကအကြိုက်ဆုံးအဲ့ဟာလေးတွေမစုထား push character လေးပေါ့ character လေးရလှလဲလှတယ်ဒီဇိုင်းလဲစမ်းတော့လေဒီဒုတိယကန်းဟာတွေကကျတော့အမဆက်မဲ့ဖောက်ပြရတယ်ဆက်မဲ့ဖောက်ပြတာတွေပြမယ်နော်ဟုတ်ကဲ့ဟုတ်ဒါလေးပထမဦးဆုံးမဘလိုင်းမောက်စရောင်းခဲ့တဲ့ series လေးတွေမှာဆိုဒီဟာလေးပါတယ်ဈေးတလေးနဲ့ပေါ့နော်ဖောက်ရတဲ့ဟာမျိုးလေးဒါလေးဆို2,000 3,000ကျော်လောက်နဲ့စရောင်းတာဒီ size ဆို3000ခွဲနဲ့ရောင်းထားတယ်
အဲ့ဒါတွေတော်တော်ရှိဖို့ကောင်းတယ် အရန်ပောက်ခဲ့တဲ့ဟာတွေပေါ့နော်အမရဲ့ဒီရည်ရွယ်ချက်ကကြတော့အဲ့လိုဈေးနည်းနည်းနဲ့အဲ့လိုများများအရေးအတွက်များများရအောင်မယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့ဖောက်တာဆိုတော့ဒါစရောက်တော့ဒါဆို3000ခွဲအခုတွင်းလို့လည်းမရတော့ရှိလည်းမရှိတော့အဲ့တော့ကိုကဟိုကိုစခဲ့တဲ့ဟာလေးတွေအမှတ်တရအနေနဲ့ပေါ့နော်အဲ့လိုထားထားပေါ့မဗလိုင်းမောင်းစရောက်တော့ဆိုရင်အဲ့လို copy လေးတွေကနေစရောက်တော့နောက်ဆိုရက်ွက်ထဲမှာဖွင့်ထားတဲ့ဆိုင်လေးဖြစ်တဲ့တော့ကလေးတွေကဒါရက်ွက်ထဲကဈေးလောက်ပဲဝယ်နိုင်တယ်ဆိုတော့အဲ့လိုလေးစားရအောင်တော့နောက်ပိုင်းကျတော့မှဒီ authentic တွေရော asset တွေရောအများကြီးအဲ့လိုတွင်းနိုင်တာပေါ့ဒါရတော့အဲ့လိုဖောက်ထားတယ်ဒါဆိုလဲတရုတ်ချင်းရောင်းတဲ့ဟာတွေမှစီမှာလေဒီလေးရတော့တရုတ်ချင်းရောင်းတဲ့အမွှေးပွားလေးလှတဲ့ဟာလေးတွေပေါ့တရုတ်ကိုအဲ့လို1200ခွဲဝင်ကျင်တာဒါလေးဆိုဟုတ်ကဲ့ဟုတ်ဒါကတော့ secret ပေါက်ထားတာမျက်လုံး၄လုံးလေဩဟုတ် lucky ပေါ့ဟုတ်ကဲ့ဟုတ်ဟိုအယုတ်ကြီးကြတော့အမအဲ့ဒါဒီအယုတ်ကြီးရကြတော့ AI ဒါလေးကအမရောင်းတဲ့ဈေးကတော့9သိန်းကျော်တယ်ပေါ့နော်ဟုတ်ကဲ့ तू က AI မှာပါတာWi-Fi နဲ့ချိန်ရမှာဟုတ်ကဲ့ပြီးရင်ဘာသာစကားကသူ6မျိုးပြောတယ်တရုတ်2မျိုးပြောတယ်နောက်ပြင်သစ်ဂျပန်ပြီးတော့ဘာလဲမသိဘူးဘာသာစကားအများကြီးပဲသူမှစာအုပ်ပါတယ်လမ်းညွှန်စာအုပ်ပါတယ်အဲ့တော့ကိုယ့်အိမ်က Wi-Fi နဲ့ချိန်ရတယ်ချိန်လိုက်လို့စကားပြောပြီးဆိုမျက်လုံးကနေအယောင်နေတောက်တောက်ပြီးတော့ကိုယ်နဲ့အဲ့လို conversation ပြောလို့ရတယ်ဒါပေမဲ့ဟိုအတန်တော့ပြီးဖို့တော့လိုတာပေါ့နော်တရုတ်လိုပြောရင်တရုတ်လိုပြန်ပြောတယ်အင်္ဂလိပ်လိုပြောရင်အင်္ဂလိပ်လိုပြန်ပြောတယ်အဲ့ဆိုလို့ရှိရင်ဟို language လေးလာနေတဲ့လူတွေအတွက်အဆင်ပြေတာပေါ့နော်ဟုတ်အဲ့လိုမျိုးတချို့ကြလည်းကြောက်ကြတယ်ဘာပြန်ပြောတာလေဒီရုပ်ဆိုရင်အမ10ရုပ်ကျော်ရောင်းပြီးသွားတယ်ဒီတရုတ်ကြတော့အဖြူဖြစ်နေတဲ့ခါကျတော့ customer တွေကဝယ်ဖို့နည်းနည်းတော့နေတာအယောင်ပေသွားမှာဆိုတော့အဲ့နဲ့အမလည်းဒီမှာအလှပြထားလိုက်တာအဖြူလေးဆိုတော့နည်းနည်းဆုံးတင်းမှာကြောက်ပါဆိုလို့လေဒါလေးကတော့အများကြီးရောင်းပြီးသွားပြီဒီအဲ့လိုပထမတော့အမတို့က online တိတက်ရောင်းတယ်ဟုတ်ကဲ့ဟုတ် online တိတက်ရောင်းတယ် live sale တွေရောင်းတယ်အဲ online တိတက်ရောင်းကနေပြီးတော့ customer တွေယုံကြည်မှုလည်းရအောင်အပြင်လည်းလာဝယ်လို့ရအောင်ဆိုစိုင်းသေးလေးစားပွင့်တယ်လမ်းကြားထဲမှာပေါ့နော်အဲ့မှာစားပွင့်တော့လေအဲ့လမ်းကြားထဲကြီးကိုကလေးတွေရောလူကြီးတွေရောလာအားပေးကြတယ် online ကနေသိပြီးတော့အဲ့တော့နောက်သူတို့လာဝယ်လို့လွယ်အောင်ဆိုပြီးတော့ဒါဒီလမ်းမပေါ်ဖွင့်လိုက်တာပေါ့နော်။အမကလို့ပြောင်းဖွင့်လိုက်တာပေါ့။ဖြည်းဖြည်းချင်းပဲစရတာပေါ့နော်။အမကိုကျေးဇူးရှိတာတော့ဂျပန်နေပေါ့။ဟုတ်ကဲ့ဟုတ်။ဂျပန်နေပေါ့နော်။ဒီဂျပန်ပစ္စည်းပြီးစီမွားစီလေးလာသမီးလာလို့ရလား။ကလေးရောက်နေလို့ဒီဂျပန်ပစ္စည်းပြီးစီမွားစီလေးပေါ့နော်။တီတီတဲ့။ဒီဂျပန်ပစ္စည်းပြီးစီမွားစီလေးတွေဒါလေးတွေပေါ့အန်ဆင်းအဲ့လိုပုံးလိုက်တယ်ဒါတွေကြောင့်အမတို့ကဒီလေလံပုံးနေရနေပြီးတော့ KG တွေနဲ့ဝယ်ပါ။ KG တွေနဲ့ဝယ်ပြီးဒီမှာပေါ့လောလောပေါ့နော်။အမစရအောင်တော့တစ်ခု900နေစရအောင်တော့ကလေးရက်ွက်တွေကကလေးတွေကနေပြီးတော့သူတို့ကလည်းကျောင်းမှာတစင်စားတစင်နာနဲ့အမ online မှာလည်း TikTok မှာစပြီးဖောက်တဲ့ခါကျတော့ပောက်သွားတော့ဒီဂျပန်ပစ္စည်းလေးတွေကနေစခဲ့တာပေါ့ဟုတ်ကဲ့ဟုတ်တဲ့ဗောဒီစကူခတ်တာတွေကိုဘယ်ကနေစခဲ့ရတယ်ဗောနော်ဘယ်လို idea တွေရခဲ့ရတယ်ဗောလွန်ခဲ့တဲ့တစ်နှစ်လောက်ကစတယ်စကူခတ်တာအခု memory တက်လာလို့မှလည်း date တိကျမှတ်မိတာဗောနော်ဟုတ်ကဲ့ဟုတ်အဲ့တော့ကကြတော့အမမှာကဒီလိုဂျပန် animation အရုပ်တွေကအများကြီးပဲအမ KG နဲ့ပုံးလိုက်တွေဝယ်တာဟုတ်အဲ့ဒါလေးတွေကိုကလေးတွေကိုဘလို့မြ ញ្ញဆန်ဆန်ရောင်းရမလဲအမငွေလဲဖော်ခြင်းတယ်နောက်ပြီးသူတို့လည်းအဲ့လိုအထူးဆန်းလေးဖြစ်စေချင်တော့အမတခြားနိုင်ငံသားမှာပေါ့နော်အဲ့လိုဟာကြီးလိုက်ကြည့်ရဘလို့နီးနဲ့ရောင်းရင်ကောင်းမလဲကိုယ်တိုင်လည်းခဏခဏစဉ်းစားတာအဲ့ school ကိုတွေ့တယ်ဒါပေမဲ့တကယ်လုံးကြည့်မယ်ဆိုလို့ရှိရင်ကြတော့အဲ့ school ကလေတော်တော်လေးအလုံးရှုံးခံနိုင်မှရတယ်နောက်ပြီးရင်လိုရင်းနဲ့ရှုံးလာမှာမယုံရင်လိုက်လို့ကြည့်နော်လိုရင်းနဲ့တပြေးပြေးရှုံးလာပြီးတော့ရေရှည်လုံးနိုင်မှုမလွယ်ဘူးပေါ့နော်ဒါပေမဲ့အမကဒီပစ္စည်းငွေပေါ်ရင်ပြီးရောဒါပေမဲ့ customer တွေလည်းပျော်ရအောင်ဆိုပြီးတော့အဲ့လိုအစ်စ်ကလေးပေါ့နော်နိုင်ငံသားမှာတော့ trend ဖြစ်တာကြာပြီမြန်မာမှာမစပြီးလုတ်ကြည့်လိုက်တာအလုံးလေးတွေနဲ့အဲ့လိုခတ်တာလေးပေါ့နော်အရန်ပေါက်သွားတဲ့ခါကျတော့တခြားလူတွေလည်းလိုက်လုပ်တယ်ပြီးရင်နောက်တခြားနယ်ပယ်တွေမှာပါဒီစကူကအရန်ခက်စားလာအမဆိုင်မှာဆိုစကူမလုပ်ပေးတော့ဘူးရက်လိုက်မယ်ဆိုတော့မရအောင်ဒီစကူပဲလာမင်းတဲ့အမှန်တော့မဆာလုပ်ခဲ့တဲ့စကူကဒီပုံစံမဟုတ်ဘူးဘယ်လိုလဲဆိုတော့item လေးတွေကိုခတ်ရတေးသေးလေးတွေကိုခတ်ပြီးတော့အဲ့ထွက်လာတဲ့တေးသေးလေးတွေနဲ့ဘုံမှာရေးထားတဲ့ဒီလိုဘုံမှာရေးထားတဲ့ပစ္စည်းနဲ့တိုက်ပြီးတော့အဲ့လိုထုတ်ရတာမတဲ့ lucky ရောက်ကလာပူပူပဲဂျပန်ပစ္စည်းတွေရောင်းတဲ့အချိန်မှာလည်းဟို customer တွေမရှိဘူးမဟုတ်ရှိရဒီဂျပန် animation လောကတွေကကလေးတွေပေါ့နော်အားပေးကြတယ်အဲ့မှာလမ်းထဲကကလေးတွေကလာပြီးတော့အမလာပူပူခစ်စားနေပြီတင်ဆိုတော့ဈေးကိုစုံစမ်းကြည့်လိုက်တော့တရုတ်ကို2သိန်းတို့3သိန်းတို့အဲ့ငါမရင်းနိုင်ဘူးပေါ့နော်အဲ့ copy လေးတွေစပြီးတော့ကုန်တယ်တယောက်ကလာဆက်တဲ့အချိန်မှာမ copy လေးတွေစရင်းနဲ့လာပူပူ copy တဲ့ဘူးကို2900နဲ့ရောင်းခဲ့တာမှတ်မိတယ်ဒီဆိုင်လေးအဲ့လိုမျိုးပေါ့နော်ဒီအောင်မြင်ဖို့အတွက်ကိုအနားနေပန့်ဖို့ပေးတဲ့လူရောရှိတာမသိဘူးရှိပါတယ်အမရဲ့ယောက်ျားနဲ့အင်ကအတော်တွေအမေတွေဖေတွေပေါ့နော်ဟုတ်ကဲ့ဟိုအဓိကတော့မယောက်ျားပေါ့ဟုတ်ကဲ့ဟ
ပြီးတော့အမဒီ online မှာတဲ့ဒီ customer တွေအတွက်ကအမဘယ်လိုမျိုးစီစဉ်ပေးတယ်ပေါ့နော် delivery တွေပါတွေပေါ့နော် online မှာ customer တွေတော့အမအဓိက right expert နဲ့အပ်တယ် ဟုတ်ကဲ့ဟုတ် right expert မရောက်တဲ့မျိုးတွေဆိုရင်ကားကိတ်ကနေပို့တယ် ဟုတ်ကဲ့ဟုတ် နောက်ပြီးတော့နေစာနဲ့လည်းပို့တယ် ဟုတ်ကဲ့ အဲ့လိုတစ်ခါကျရင်အယုတ်ထုတ်အကြီးတွေလည်းပို့ရတာပို့တဲ့ခါကျရင်နေစာနဲ့လည်းပို့တယ်ကားကိတ်ကလည်းပို့တယ်အရင်ကတော့အရင်ငွေချေလုပ်ပေးတယ် ဟုတ်ကဲ့ ပစ္စည်းရောက်မှငွေချေအမကို delivery ကလောက်ပဲစိတ်ရလို့ပေါ့နော်နောက်ပိုင်းကျတော့အဲ့လို blind box တွေပို့တဲ့ခါကျတော့ဖာရီကပျက်စီးပြီးတော့ပြန်လာတာတွေ return တွေဆိုတော့အဆင်မပြေဘူး ဟုတ်ကဲ့ဟုတ် အဲ့တော့အမကဟိုရန်ကုန်ရောမော်လမြိုင်ရောနှစ်ဆိုင်ဖွင့်ပေးထားတာဖြစ်တဲ့အတွက်ကိုကလိုချင်တဲ့ငွေကြိုမလဲစင်ဆိုစိုက်မှာလာဝယ်တခြားမျိုးတွေနဲ့ဒီမျိုးတွေကလည်းလာမဝယ်ချင်ဘူး online ပဲပို့ပါဆိုတော့ငွေကြိုလွှဲရတယ် ဟုတ်ကဲ့ဟုတ် ငွေလွှဲပြီးတော့အားပေးတဲ့ customer တွေလည်းကျေးဇူးအများကြီးတင်ပါတယ်လို့တရား ဟုတ် ပြော ကဲ့ လိုက် ပါ တာပြောလိုက် ပြီးတော့အမရဲ့ဆိုင်လေးကိုလည်းလမ်းညွှန်ပေးပါဦးနော်ခင်ဗျ ဟုတ်ဆိုင်ကားကြတော့အမတို့ကဒီပါရမီစိန်ကရနဲ့နီးတယ်ပေါ့နော် ဟုတ်ကဲ့ ပါရမီလမ်းမှာပေါ့ပါရမီလမ်းကတော့အရှိကြီးဆိုတော့ဘယ်နာပါရမီလမ်းလဲဆိုတော့အင်းစိန်လမ်းနဲ့ပါရမီလမ်းဒီမီ point ထိတ်တောင်းတက်တဲ့မှာပဲ ဟုတ်ကဲ့ဟုတ် Google Map မှာရှာမယ်ဆိုရင် Twine Crazy အယုတ်ဆိုင်ဆိုပြီးရှာလို့ရတယ် ဟုတ်ကဲ့ဟုတ် Twine Crazy လို့ရှာလိုက်ရင်ကြတော့အရင်လမ်းကြားလေးထဲမှာဖွင့်ခဲ့တဲ့ဆိုင်အောင်ရောက်သွားမှာ ဟုတ်ကဲ့ဟုတ် အခု Twine Crazy အယုတ်ဆိုင်လို့ရှာရင်တော့ဒီဆိုင်အစ်စ်ကိုရောက်မယ် ဟုတ်ကဲ့ အားပေးလို့ဒီအခြေအနေလေးနည်းနည်းရတယ်ပေါ့နော်နေရာလေးနည်းနည်းရတယ်အဲ့အတွက်မြတ်အမြဲ customer တွေကိုဘယ်လိုကျေးဇူးဆက်ရမလဲပဲတွေးတယ်ဒါမှန်တော့သစ္စာပေါ့နော်ဆက်လာခြင်းမှာမင်းတို့ဒီကြော်ညာတွေမလုပ်နိုင်ဘူး blogger တွေငှားနိုင်ဘူးTikTok မှာအဲ့တော့ငါအဲ့ငှားမယ်အဲ့ marketing စရိတ်တွေအကုန်လုံးငါ customer ကိုပြန်ပေးမယ် ဟုတ်ကဲ့ဟုတ် ငါရရဲ့အမြတ်ထဲကနေပေါ့နော်အဲ့လိုပုံစံသုံးနေပဲကိုယ့်ကိုလည်းစိုင်နဲ့တွဲပြီးတော့လူတွေကမှတ်မိလာကြရပေါ့နော်အဲ့တော့ customer တွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှေ့လျှောက်ပြီးတော့လည်းအားပေးကြပါအောင်လိုတာရှိလို့ရှိရင်လည်းအာမနာစတဲ့စိုင်မှာချလာပြီးတော့ဖုန်းနံပါတ်တွေကနေဆက်ပြီးတော့ပြောလို့ရပါတယ်မော်လမြိုင်ဆိုင်လေးကိုလည်းအားပေးပါအောင်ရန်ကုန်ဆိုင်ကိုလည်းအားပေးပါ